ဒီဗီဒီယိုမှာတော့ဆရာကဇက်ကြီးပေါင်းသမားတွေများစားပေးတဲ့အစားအစာတွေကိုမျှဝေပေးသွားပါမယ်။ရှေ့ရက်ကရှောင်းအောင်မဲ့အစားအစာတွေပြောပြထားတဲ့ဗီဒီယိုအောက်မှာဆရာကြီးဘာတွေစားလို့ရလဲအဲ့ဒါတွေမတည့်တော့ဘာတွေစားမှလဲစားစရာကိုမရှိတော့ဘူးဆရာရဲ့စားလို့ရမယ့်အစားအစာလေးတွေပြောပြပေးပါလို့မှတ်ထားကြတဲ့သူတွေအတွက်လည်းဒီဗီဒီယိုလေးမှာဆရာကကြီးပေါင်းအတွက်အကျိုးများတဲ့အစားအစာတွေကိုမျှဝေပေးသွားပါမယ်။ဆိုတော့ကြီးပေါင်းသမားတွေများစားပေးတဲ့အစားအစာတွေကတော့အဓိကတော့ငါးအမျိုးမျိုးပေါ့နော်ဆိုတော့နိုင်ငံခြားကလာတဲ့ဆယ်မွန်ငါးတို့တူနာငါးတို့ကိုလည်းစားပေးလို့ရတယ်ဒီငါးတွေကရှားခက်တယ်ဆိုရင်တော့ဆရာတို့ဒီပြည်တွင်းကထွက်တဲ့ငါးတွေဖြစ်တဲ့ကြီးကွန်ပါတဲ့ငါးတွေကိုစားပေးလို့ရတယ်ဆိုတော့အဲ့ဒီမှာဒီငချင်းကောင်းကပါတဲ့အဆီတွေကခန္ဓာကိုယ်အတွက်ကောင်းတဲ့အဆီတွေဖြစ်တဲ့အတွက်ဒီအဆီတွေကိုလည်းများစားပေးရင်အစစ်ကြားမှာရှိတဲ့ချိုးစီတွေကိုပွားစီတာဖြစ်တဲ့အတွက်များစားပေးတဲ့နဲ့နောက်တစ်ချက်ကကြီးပေါင်းတက်ခြင်းဟာဆရာတို့ကဒီအယိုးပွားတာနေနဲ့ဆက်ဆက်နေတဲ့အတွက်အယိုးပွားခြင်းမဖြစ်စေရန်နိုးတဲ့ပစ္စည်းတွေကိုစားပေးလို့ရတယ်ဥပမာနွားနို့တို့ဒိန်ဂျင်တို့နိုကဲတို့ကိုလည်းစားပေးလို့ရတယ်နောက်တစ်ခုကကြက်ဥတို့ကြက်စွပ်ပြုတ်တို့ဒီအယိုးပွားဝါးစားလို့ရတဲ့ငါးသေးသေးလေးတွေကလည်းအယိုးပွားတာတွေအတွက်ကောင်းတယ်အနည်းဆုံး8နာရီကြာအောင်ပြုတ်ထားတဲ့အယိုးပြုတ်ရည်ကိုလည်းတစ်ပတ်ကို2ကြိမ်ကနေ3ကြိမ်အထိတောက်ပေးသင့်ပါတယ်။ဒင်းအောင်ရင်ဟင်းသီးဟွက်တွေဖြစ်တဲ့ကိုက်လန်ပန်းကော်ပီအစိမ်းကညွတ်ကစုံယိုးနီကစုံရွက်စတာတွေကိုလည်းစားပေးသင့်ပါတယ်။အခုမှအစိဆန်တွေကိုလည်းတစ်နေ့ကိုလက်သက်စုပ်ခန့်စားပေးသင့်ပါတယ်။နောက်တစ်ခုကဗီတာမင်စီကျွဲဝါတဲ့အသီးနှံတွေဖြစ်တဲ့လိမ္မော်သီးမာလကာသီးရှောက်သီးပန်းသီးဂရိတ်ဖရူသီးစတာတွေကိုလည်းစားပေးရပါမယ်။ကဲအခုဆိုရင်တော့ကြီးပေါင်းသမားတွေကဘလို့စားစာတွေတည့်လဲဆိုတာကိုတော့သိသွားကြပြီလို့ထင်ပါတယ်ဆိုတော့ရှေ့ဗီဒီယိုမှာဆရာကြီးဘာစီတောက်ရမလဲလို့မေးထားကြတဲ့သူတွေအတွက်ဆရာတို့စီပလဲတိုင်းစေကမ်းမှာလူနာတွေကုသတဲ့အချိန်မှာပေးတဲ့စီပလဲအောင်ကျော်စီစီပလဲအယိုးကြီးပေါင်းတောက်စီဒီစီပလဲအကျော်ပြည်တန်ဂျီလင်းစီစီတွေကိုလည်းViber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်3999638449ကနေလည်းမိမိယောဂအကြောင်းအသေးစိတ်မေးပြီးတော့မှာလို့ရပါတယ်အခြားကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မိမိသိလူရာရှိရင်လည်းဗီဒီယိုရဲ့ comment အောက်မှာမေးမြန်းသွားလို့ရပါတယ်ဒီဗီဒီယိုလေးကလူကြီးမင်းတို့အတွက်တစ်စုံတရာအကျိုးရှိပါကဗီဒီယိုရဲ့ comment အောက်မှာအကျိုးရှိပါတယ်လို့မှတ်သွားပေးကြပါအောင်နော်အခြားသူများသိအောင်လည်း share သွားလို့ရပါတယ်အပန်းမကြည့်ဘူးဆိုရင်ယခုဗီဒီယိုလေးကို like လေးပေးအပေါင်းလေးနှိပ်ပြီးအားပေးသွားလို့ရပါတယ်ကျွန်တော်ကတော့ဈေးပလဲတိုင်းစီကံမှာဆရာဦးလိုက်မျိုးထုံးမဲ့ဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါအောင်မယ်